မချစ်ခင်တော်တော်စင်များအားလုံးကိုယ်စိတ်နဲ့ဖျားအစဉ်သာဝရချမ်းသာချမ်းသာကြ၍ကောင်းကျိုးချမ်းသာလိုရင်ဆန္ဒမနှဲ့မြတ်ပြေဝပိုင်ဆိုင်နိုင်ကြပါစေဒီကနေ့မှာတော့နေထူးနေမြတ်ဖြစ်တော်မင်္ဂလာရှိတော်နန်းနဲ့ခင်းလေးမှာမင်္ဂလာရှိတော်နေ့လေခင်းလေးမှာမင်္ဂလာရှိတော်ညနေခင်းလေးမှာမင်္ဂလာရှိတော်ညခင်းလေးမှာအစကောင်းမှအနောင်တေးကြဆိုတယ်လို့နေ့တွေရက်တွေလတွေနှစ်တွေအချိန်တွေမှာဆိုရင်လေအစဆုံးရက်အစဆုံးနေ့အစဆုံးလအစဆုံးနှစ်အစဆုံးအချိန်ဘယ်အရာလုံးပထမဦးဆုံးကောင်းကောင်းမွန်မွန်လုံနိုင်ကိုင်းနိုင်ပြောနိုင်ဆိုနိုင်ဖြစ်ဖို့အရေးကြီးပါတယ်ပထမဆုံးရက်လနှစ်အချိန်တွေမှာကောင်းကောင်းမွန်မွန်နဲ့လုံနိုင်ကိုင်းနိုင်ပြောနိုင်ဆိုနိုင်ဆောင်ရွက်နိုင်ပြီဆိုလျင်နေ့ဆုံးဒီရက်ဆုံးဒီလဆုံးဒီနှစ်ဆုံးဒီအချိန်ဆုံးဒီအထိကောင်းကောင်းမွန်မွန်နဲ့လူရပန်းတိုင်းကိုရောက်နိုင်ဖို့69ရာခိုင်နှုန်းတည်ကြပါတယ်ဒါကြောင့်မို့မင်္ဂလာရှိတော့နတ်နဲ့ခင်းလေးမှာမင်္ဂလာရှိတော့နေ့လေခင်းလေးမှာမင်္ဂလာရှိတော့ညနေခင်းလေးမှာမင်္ဂလာရှိတော့ညခင်းလေးမှာမိမိထံတို့ကံကောင်းခြင်းတွေရောက်စီဖို့ရာမိမိထံတို့ကုသိုလ်တရားတွေစာထက်တိုးပွားစီဖို့ရာအခက်ဥပင်တောကကြောင်းကြပြပါတာဘေးအမျိုးရန်အတွေ့တို့မှလည်းမကြမရောက်ကင်းစင်လွတ်မြောက်စီဖို့ရာတာယာပျော်ရွှင်တော့ကိုယ်တိုင်ဘဝလေးကိုရရှိစီဖို့ရာဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားရှင်အားဂုဏ်တော်73ပါးဖြင့်ယုံကြည်လေးစားတရားတရားထက်တန်စွာဖြင့်ရွတ်ဖပူဇော်နာယူချီးညိုမှတ်သားကြပါကုန်လောအလုံးသောဝိနည်းတတဝများကိုယ်စိတ်နဲ့ဖျားကြမ်းမှချမ်းသာကြပြီဘေးရန်အပေါင်းမှလည်းကင်းဝေးနိုင်ကြပါစေကုန်တည်းနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟံဘိယန္တာဇယံတုကတံအာမိတံဝိရဇံလလိတံအတုလံစရဏံတိဘာဥပါဒမယမကံဒုက္ခရံတရဏံပနမာမိဇိနံအရဟံလူမင်းနာမင်းပြမမင်းတို့ဤဝတ်စင်ကိုရောပူဇော်အထုကိုခံယူတော်မူလိုက်ပါပေသောဘိယန္တာဇယံအတွင်ယံအပြင်းယံတို့ကိုအတန္တံအောင်မြင်တော်မူပြီးတော်ဒုက္ကတံကောင်းသောစကားကိုဆိုတော်မူရပါပေတော်အာမိတံ
မနိုင်ရှင်အပ်တော်ဂုံသောအပေါင်းနှင့်ပြည့်စုံတော်မူပါပေသောဝိရဇံရာဂအစာရှိသောကိလေသာမြူကင်းတော်မူပါပေတော်လာလီတံရောင်ကြီးတော်6တွယ်တို့ဖြင့်ကွန်မြူစံပဲတင်တယ်တော်မူလာပါပေတော်အတုလံသီလသရှိတော်ဂုဏ်တော်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပေသောတိဘာဥပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာတို့ကိုငြိမ်းအေးစေတော်မူနိုင်ပါပေတော်ယမကံယေမိအစုံဆုံးအစာရှိတော်တကူပြရိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပေတော်ဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူရာပါပေတော်တရဏံလူနာများစွာဝိနိယဤအာထာကိုယ်ွယ်ရာအစစ်ဧကံဖြစ်တော်မူပါပေတော်ဇီနံမငါးပါးတို့ကိုအောင်မြင်တော်မူပြီးတော့မြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိတော်သည်ပဏမာမိကိုင်းညိုယုကျိုးတရာဖြူ၍လက်ဆက်ပြထိတ်မာမှု၍ရှိခိုးလိုက်ပါဤမြတ်စွာဘုရားမြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဘံဧဟိဒနံဧဟိဒုက္ခံဧဟိအာရောကြံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်ဆုံးစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဘံသမ္မာအာဇီဝဖြင့်ရရှိတော်လတ်လာဘနှင့်ဆုံးစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိရဏံတရားမြတ်သောလတ်လာဘမှသည်ဥစ္စာစည်းစိမ်ပြည့်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒုက္ခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးသုံးပါးစုံဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောကြံအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလပတ်လုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဒုက္ခပတ္တာဇနိဒုက္ခဘယပတ္တာဇနိဗ္ဗယ
သောကပတ္တာသနေတောကဟွန်တုတပိပိပါဏိနောဒုက္ခပတ္တာတဲဥလိုက်လဲမိဘူးဆွဲမြအမြဲလောင်းတောက်ဆင်းရဲဒုက္ခဆိုင်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုန်းအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတ္တဝါတို့သည်နေတောကာသာဝရစိန်ဖောက်ခွဲကြောက်တောင်လက်တကဲ့သို့ပြတ်ဆဲပြောက်ရှင်ဆင်းရဲဒုက္ခကင်းကြကုန်သည်လီဟွန်တုဖြစ်ကြပါစေကုန်တည်းသည်ဘေယပတ္တာဥပယောထွေဇောမဤပဲရှောင်းပြေးမပေါဘေးအန္တရာယ်ဆက်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုန်းအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတ္တဝါတို့သည်နိဗ္ဗာစာနေစိတ်နှင့်ကြောင့်ဆင်းဉဏ်ပေါတို့ခန်းချောက်မကျွင်းဘေးအန္တရာယ်ပျောက်ကင်းကြကုန်သည်လေဟွန်တုဖြစ်ကြပါစေကုန်တည်းသောကပတ္တာဒေါမနစိန်တောကနေ၍ညိုမိန်နွမ်းချောက်ပူဆွေးတောကဆက်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုန်းအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတ္တဝါတို့သည်နေတောကာသာဝလာလွမ်းတိန်လေကြံနေတို့နွမ်းမိန်ရွှေရွင်ဆို၍ပုစေခြင်းကင်းကြကုန်သည်လေဝန္တုအရဟံပယိယန္တာဇယံဒုက္ကတံအာမိတံဝိရဇံလလိတံအတုလံစရဏံတိဘာဥပါဒမယမကံဒုက္ခရံတရဏံပနမာမိဇိနံအရဟံလူမင်းနာမင်းပြမမင်းတို့ဤဝတ်စင်ကိုရောပူဇော်အထုကိုခံယူတော်မူလိုက်ပါပေသောဗိယန္တာဇယံအတွင်ယံအပြင်းယံတို့ကို
အတန္တံအောင်မြင်တော်မူပြီးတော်ဒုက္ကတံကောင်းသောစကားကိုဆိုတော်မူရပါပေတော်အာမိတံမနိုင်စင်အတော်ဂုံသောအပေါင်းနှင့်ပြည့်စုံတော်မူပါပေတော်ဝိရဇံရာဂအစာရှိသောကိလေသာမြူကင်းတော်မူပါပေတော်လာလီတံရောင်ကြီးတော်6တွယ်တို့ဖြင့်ကွန်မြူစံပဲတင်တယ်တော်မူလာပါပေတော်အတုလံသီလသရှိတော်ဂုဏ်တော်တို့ကြောင့်တစုံတယောက်သောသူနှင့်သူတော်မမူပါပေတော်စရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပေတော်တိဘာဥပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာတို့ကိုငြိမ်းအေးစေတော်မူနိုင်ပါပေတော်ယမကံယေမိအစုံဆုံးအစာရှိတော်တကူပြာရိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပေတော်ဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူရပါပေတော်တရဏံလူနာများစွာဝိနိယဤအာထာကိုယ်ွယ်ရာအစစ်ဧကံဖြစ်တော်မူပါပေတော်ဇီနံမငါးပါးတို့ကိုအောင်မြင်တော်မူပြီးတော့မြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိတော်သည်ပဏမာမိကိုင်းညိုယိုကျိုးတရာဖြူ၍လက်ဆက်ပြထိတ်မာမှု၍ရှိခိုးလိုက်ပါ၏မြတ်စွာဘုရားမြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဘံဧဟိဒနံဧဟိဒုက္ခံဧဟိအာရောကြံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဘံသမ္မာအာဇီဝဖြင့်ရရှိတော်လတ်လာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိရဏံတရားမြတ်သောလတ်လာဘမှသည်ဥစ္စာစည်းစိမ်ပြည့်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒုက္ခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးသုံးပါးစုံဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောကြံအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလပတ်လုံး၌
အနာယောဂကင်းစင်ခြင်းဒီအမှန်စင်စစ်ဖြစ်ပါစေတည်းဒုက္ခပတ္တာဇနိဒုက္ခဘယပတ္တာဇနိဗ္ဗယသောကပတ္တာဇနိတောကဟွန်တုတပိပိပါဏိနောဒုက္ခပတ္တာတဲဥလိုက်လဲမိဘူးဆွဲမြအမြဲလောင်းတောက်ဆင်းရဲဒုက္ခဆိုင်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုန်းအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတ္တဝါတို့သည်နေတောကာသာဝရစိန်ဖောက်ခွဲကြောက်တောင်လက်တကဲ့သို့ပြတ်ဆဲပြောက်ရှင်ဆင်းရဲဒုက္ခကင်းကြကုန်သည်လီဟွန်တုဖြစ်ကြပါစေကုန်တည်းသည်ဘေယပတ္တာဥပယောထွေဇောမဤပဲရှောင်းပြေးမပေါင်းဘေးအန္တရာယ်ဆက်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုန်းအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတ္တဝါတို့သည်နိဗ္ဗယသာနေစိတ်နှင့်ကြောင့်ဆင်းဉဏ်ပေါတို့ခန်းချောက်မကျွင်းဘေးအန္တရာယ်ပျောက်ကင်းကြကုန်သည်လီဟွန်တုဖြစ်ကြပါစေကုန်တည်းလောကပတ္တာဒေါမနစိန်တောကနေ၍ညိုမိန်နွမ်းချောက်ပူဆွေးတောကဆက်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝုန်းအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတ္တဝါတို့သည်နေတောကာသာဝလာလွမ်းတိန်လေးချမ်းနေတို့နွမ်းမိန်ရွှေရွင်ဆို၍ပူစေခြင်းကင်းကြကုန်သည်လီဝန္တုအရဟံဘယိယန္တာဇယံတုကတံအာမိတံဝိရဇံလလိတံအတုလံစရဏံတိဘာဥပါဒမယမကံဒုက္ခရံတရဏံပနမာမိဇိနံအရဟံလူမြင့်နာမင်းပြမမင်းတို့ဤ
ဝတ်စင်ကိုရောပူဇော်အထုကိုခံယူတော်မူလိုက်ပါပေသောဗိယန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတ္တန္တံအောင်မြင်တော်မူပြီးတော်ဒုက္ကတံကောင်းသောစကားကိုဆိုတော်မူရပါပေတော်အာမိတံမနိုင်စင်အပ်သောဂုဏ်သောအပေါင်းနှင့်ပြည့်စုံတော်မူပါပေတော်ဝိရဇံရာဂအစာရှိသောကိလေသာမြူကင်းတော်မူပါပေတော်လာလီတံရောင်ကြီးတော်6တွယ်တို့ဖြင့်ကွန်မြူစံပဲတင်တယ်တော်မူလာပါပေတော်အတုလံသီလသရှိတော်ဂုဏ်တော်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေတော်စရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပေတော်တိဘာဥပတမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာတို့ကိုငြိမ်းအေးစေတော်မူနိုင်ပါပေတော်ယမကံယေမိအစုံဆုံးအစာရှိတော်တကူပြရိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပေတော်ဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူရပါပေတော်တရဏံလူနာများစွာဝိနိယဤအာထာကိုယ်ွယ်ရာအစစ်ဧကံဖြစ်တော်မူပါပေတော်ဇီနံမငါးပါးတို့ကိုအောင်မြင်တော်မူပြီးတော့မြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်သမုတ်မေခောတပိတော်သည်ပနမာမိကိုင်းညိုယိုကျိုးတရာဖြူ၍လက်ဆက်ပြထိတ်မာမှု၍ရှိခိုးလိုက်ပါ၏မြတ်စွာဘုရားမြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဘံဧဟိဒနံဧဟိဒုက္ခံဧဟိအာရောကြံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဘံသမ္မာအာဇီဝဖြင့်ရရှိတော်လတ်လာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိရဏံတရားမြတ်သောလတ်လာဘမှသည်ဥစ္စာစည်းစိမ်ပြည့်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒုက္ခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးသုံးပါးစုံဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်
ဖြစ်ပါစေတည်းအေဟိအာရောခြင်းအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလပတ်လုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဒုက္ခပတ္တာဇနိဒုက္ခဘယပတ္တာဇနိဗ္ဗယသောကပတ္တာဇနိတောကဟွန်တုတပိပိပါဏိနောဒုက္ခပတ္တာတဲဥလိုက်လဲမိဘူးဆွဲမြအမြဲလောင်းတောက်ဆင်းရဲဒုက္ခဆိုင်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝန်းအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတ္တဝါတို့သည်နေတောကာသာဝရဇိမ်ဖောက်ခွဲကြောက်တောင်လက်တကဲ့သို့ပြတ်ဆဲပြောက်ရှင်ဆင်းရဲဒုက္ခကင်းကြကုန်သည်လီဟွန်တုဖြစ်ကြပါစေကုန်တည်းသည်ဘေယပတ္တာဥပယောထွေဇောမဤပဲရှောင်းပြေးမပေါဘေးအန္တရာယ်ဆက်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝန်းအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတ္တဝါတို့သည်နိဗ္ဗယသာနေစိတ်နှင့်ကြောက်ဆင်းဉဏ်ပေါတို့ခန်းချောက်မကျွင်းဘေးအန္တရာယ်ပျောက်ကင်းကြကုန်သည်လီဟွန်တုဖြစ်ကြပါစေကုန်တည်းသောကပတ္တာဒေါမနစိန်တောကနေ၍ညိုမိန်နွမ်းချောက်ပူဆွေးသောကဆက်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝန်းအောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတ္တဝါတို့သည်နေတောကာသာဝလာလွမ်းတိန်လေးချမ်းနေတို့နွမ်းမိန်ရွှေရွင်ဆို၍ပူစေခြင်းကင်းကြကုန်သည်လီဝန္တုအရဟံဘိယန္တာဇယံတုကတံအာမိတံဝိရဇံလလိတံအတုလံစရဏံတိဘဥပဒမယမကံ
ဒုက္ခရံတရဏံပနမမေဇိနံအရဟံလူမြင့်နာမြင့်ပြမမင်းတို့ဤဝတ်စင်ကိုရောပူဇော်အထုကိုခံယူတော်မူလိုက်ပါပေသောဗိယန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတန္တံအောင်မြင်တော်မူပြီးတော်ဒုက္ကတံကောင်းသောစကားကိုဆိုတော်မူရပါပေတော်အာမိတံမနိုင်စင်အပ်တော်ဂုံသောအပေါင်းနှင့်ပြည့်စုံတော်မူပါပေတော်ဝိရဇံရာဂအစာရှိသောကိလေသာမြူကင်းတော်မူပါပေတော်လာလီတံရောင်ကြီးတော်6တွယ်တို့ဖြင့်ကွန်မြူစံပဲတင်တယ်တော်မူလာပါပေတော်အတုလံသီလသရှိတော်ဂုဏ်တော်တို့ကြောင့်တစုံတယောက်သောသူနှင့်တူတော်မမူပါပေတော်စရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပေတော်နိဗ္ဗာန်ဥပဒမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာတို့ကိုငြိမ်းအေးစေတော်မူနိုင်ပါပေတော်ယမကံယေမိအစုံဆုံးအစာရှိတော်တကူပြရိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပေတော်ဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူရပါပေတော်တရဏံလူနာများစွာဝိနိယဤအာထာကိုယ်ွယ်ရာအစစ်ဧကံဖြစ်တော်မူပါပေတော်ဇီနံမငါးပါးတို့ကိုအောင်မြင်တော်မူပြီးတော့မြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိတော်သည်ပနမာမိကိုင်းညိုယိုကျိုးတရာဖြူ၍လက်ဆက်ပြထိတ်မာမှု၍ရှိခိုးလိုက်ပါ၏မြတ်စွာဘုရားမြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဘံဧဟိဒနံဧဟိဒုက္ခံဧဟိအာရောကြံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဘံသမ္မာအာဇီဝဖြင့်ရရှိတော်လတ်လာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိရဏံတရားမြတ်သောလတ်လာဘမှသည်ဥစ္စာစည်းစိမ်ပြည့်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒုက္ခံ
စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးသုံးပါးစုံဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအေဟိအာရောခြင်းအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလပတ်လုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဒုက္ခပတ္တာဇနိဒုက္ခဘယပတ္တာဇနိဗ္ဗယသောကပတ္တာဇနိတောကဟွန်တုတပိပိပါဏိနောဒုက္ခပတ္တာတဲဥလိုက်လဲမိဘူးဆွဲမြအမြဲလောင်းတော့ဆင်းရဲဒုက္ခဆိုင်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝွန်အောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတ္တဝါတို့သည်နေတောကာသာဝရဇိမ်ဖောက်ခွဲကြောက်တောင်လက်တကဲ့သို့ပြတ်စေပြောက်ရှင်ဆင်းရဲဒုက္ခကင်းကြကုန်သည်လေဟွန်တုဖြစ်ကြပါစေကုန်တည်းသည်ဘေယပတ္တာဥပယောထွေဇောမဤပဲရှောင်းပြေမပေါဘေးအန္တရာယ်ဆက်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝွန်အောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတ္တဝါတို့သည်နိဗ္ဗယသာနေစိတ်နှင့်ကြောင့်ဆင်းဉဏ်ပေါက်တို့ခန်းချောက်မကျွင်းဘေးအန္တရာယ်ပျောက်ကင်းကြကုန်သည်လေဟွန်တုဖြစ်ကြပါစေကုန်တည်းသောကပတ္တာဒေါမနစိန်တောကနေ၍ညိုမိန်နွမ်းချောက်ပူဆွေးတောကဆက်ရောက်နေကြကုန်သောတပိပိကောင်းကင်မြေလုံးရေပြင်ဆုံးအောင်တိမ်ကျုံဝွန်အောင်အလုံးစုံလေးဖြစ်ကုန်သောပါဏိနောတန္တရာဝမကွာချွ၍မလွတ်သမျှဘုံဘဝ၌ကြုံရများစွာတတ္တဝါတို့သည်နေတောကာသာဝလာလွမ်းတိန်လေးချမ်းနေတို့နွမ်းမိန်ရွှေရွင်ဆို၍ပူစေခြင်းကင်းကြကုန်သည်လေဝန္တု
အရဟံပယိယန္တာဇယံတုကတံအာမိတံဝိရဇံလလိတံအတုလံစရဏံတိပါဥပါဒမယမကံဒုက္ခရံတရဏံပနမာမိဇိနံအရဟံလူမြင့်နာမြင်ပြမ